တွေငါဆိုလာပါတယ်ဘယ်တော့မှချမ်းသာမှလေဝါနာနဲ့ဝမ်းစာကလေပဲတွေချမ်းသာလို့ကွာတနေ့နေ့တော့အောင်မြင်စေရမှာစိတ်ကူးလေးနဲ့ရှင်ကရတူပါအဖေနဲ့မေပြောခဲ့စကားလေးများဒီချိန်မှာခေါ်အားလေးဖြစ်ပါစေတာချမ်းသာဖို့ဆိုအဝေးကြီးပါပဲတနေ့လုံးမတနေ့စားရတယ်ဘဝတွေကဆိုပါတယ်တနေ့နေ့တော့အောင်မြင်စေရမယ်အဖေနဲ့မေပြောခင်စကားလေးများဒီချိန်မှာခေါ်အားလေးဖြစ်ပါစေတာဒါကြောင့်ကျွန်တော်ချိုးရမှာအဖေနဲ့မေတွေ့တာချိုးစားနေတာနေနေတော့အောင်မြင်စေရမယ်လဲကြတိုင်းပြန်ထားမယ်ကိုင်းနိုင်ဆိုရဝေးကြီးမှာပဲဒါကြောင့်ရအောင်ဝါမယ်ဖေနဲ့မေပေးခဲ့တဲ့မြစ်တာတွေတနေ့နေ့တော့တာပြန်ဆက်မယ်ဒါကြောင့်မူတာကြိုးစားနေမယ်ဖေနဲ့မေတွေ့တာကြိုးစားနေတယ်